ဒဟီတီကိုထားခဲ့ကုန်တယ်တောင်မီလဲလင်းအောင်ကျွေးမှာပဲကိုပြန်ကျွေးရတယ်ဆိုတော့လဲသွားဖို့ကိုပျောက်ဆုံးမသွားခင်တော့ပြန်ခဲ့ပါကုန်တယ်ဘာရီကအုပ်ဆိုင်မုံမှန်တော့ဒဟီတီဟာလင်းချင်းတယ်သူလင်းကသူ့မှာရှိတာတွေကိုလည်းပြတယ်သူ့မှာမရှိတာတွေကိုလည်းပြတယ်ဒဟီတီရဲ့လင်းအောင်မှာအကြမ်းဖက်ကိုလိုနီစနစ်ရှိရယ်မွေးစေဝါရှိရယ်စစ်ပလစ်ပုံနဲ့ခရစ်တော်ဝါလာရှိရယ်အလှဆိုတဲ့စကလုံးမရှိဘူးမကောင်းမှုဆိုတဲ့သုံးလုံးမရှိဘူးနိုင်ငံရေးလည်းမရှိဘူးနာခံရမှုသာရှိပြီးပြည်စံမှုမရှိတဲ့ရမှာအနုပညာဟာမရှင်းတန်နိုင်ဘူးဆိုတာခင်ဗျားသိပါတယ်ကောခင်ခင်ဗျားချစ်သူတီတီကလှတယ်တိုးတော့ညဉ့်ညမ်းနေအင်္ဂလိပ်ကပြဖြစ်ရတာဂုံယူရယ်ဖာဖြစ်ရတာကြရှာကောင်းမှမသိဘူးသူ့ကိုထားခဲ့ကောခင်တန်တာကြောက်တွေကိုလမ်းခိန်ပြရလောက်အောင်မိုင်မဲတဟီတီလမ်းတွေပေါ်သူ့ကိုထားခဲ့ရိုင်းဘွားတစ်ခုမှာရိုးရှင်းဖြူစင်မှုသာမရှိတော့ဘူးဆိုရင်ဘာတွေကြံခဲ့မလဲချီနီပေါ်ပြက်သိန်းတို့ရက်ဆက်ကြမ်းကြုံခင်ဗျားညီနိုင်မလားကောခင်ပါရီသူတွေဟာရုပ်ဆိုးရှာကြတဲ့ကောခင်ရဲ့ဒါကြောင့်မင်းရုပ်တဲ့အလှပြင်ကြရတာပေါ့ဒါကြောင့်မင်းအဲ့ရဘေးရမှာလဲတစ်ဖက်ကန်ခတ်ကြရတာပေါ့တွက်ကြီးပဲပါရီမှာအချစ်ကိုတွေ့ဖို့လွယ်တယ်အချစ်ကိုဆုံးရှုံးဖို့ပိုပြီးလွယ်တယ်နောက်ထပ်အချစ်တစ်ကိုတွေ့ဖို့ကတော့အလွယ်ဆုံးပါပဲပါရီဟာဘသူ့ကိုမှကြာအသေးကွဲခွင့်မပေးဘူးမမောပန်းသူပါရီပါအနုပညာသမားမဟုတ်တဲ့အင်ဂျင်နီယာတယောက်ကတော့အီဖဲလိုအနုပညာတစ်ခုဖန်တီးတတ်တဲ့ကောခင်ရဲ့ရှုမောစရာပါရီမှာအစားတောက်ကြောင်မပြောတဲ့ပကြီးစရာမရှိဘူးပကြီးအကြောင်းမပြောတဲ့ကြပြားစရာမရှိဘူးကြပြားအကြောင်းမပြောတဲ့စစ်ဘိုလ်ချုပ်မရှိဘူးအခြေအကြောင်းပြောဖို့ကိုလည်းသူတို့အားလုံးမမေးကြဘူးမူးမိလွယ်သူပါရီမှာစားနဲ့အတော့အချစ်နဲ့လင်ကိစ္စအနုပညာနဲ့ယူသွချင်းမင်းမဲ့ဝါဒနဲ့ကွန်မြူနစ်ဖက်စစ်နဲ့မျိုးချစ်ဝါဒီတီကောင်တွေလိုလုံးလားချွေလားလွတ်လပ်တဲ့ပါရီပါဖျားသခင်ဟာပကြီးစရာတွေပေါ်မှာမရရောဘူးတဲ့ဒါကြောင့်စေဆန့်တို့ဂျေကားတို့တူးလို့တို့မော်ရီတို့ဖျားသခင်ကိုပုံကန်ကြတော့မလို့ခင်ဗျားမရှိလို့မဖြစ်ဘူးခေါ်ခင်ကွန်မြူနစ်ဖြစ်ဖို့တတိပလာသူပါရီပါတစ်ချိန်မှာရင်းရှင်တွေကိုဆက်တော်လန်ကြအောင်ပါလို့ဆိုလာကနမိတ်ဖက်ခဲ့ဘူးရဲ့အနုပညာကြောင့်သာမလွဲတာမရှောင်သာမင်းမဲ့ဝါဒီဖြစ်ခဲ့ရသူပါရီဘုံဖွဲ့ရဲ့ရှုံးကြွေးကိုပြန်ဆက်ဖို့စပိန်ကဆုတ်ခွာခဲ့ရသူဘတ်တော်သားတွေကိုဝိဖက်နှစ်သိမ့်ဖို့ပြန်ခဲ့ကုန်ခင်စပိန်မှာပြည်သူတပ်ဦးရှုံးရင်ပါရီပြည်သူတပ်ဦးလည်းရှုံးမှာပဲဒါကိုရှင်းပြဖို့ပြန်ခဲ့ကုန်ခင်နောက်မျိုးဆက်ကိုယုံကြည်လို့လေလွင့်သူဟိုးရင်းကော်ဖီအိမ်ပြန်ခဲ့သလိုပြန်ခဲ့ကုန်ခင်ခုလိုဖျားသခင်တွေလက်ပန်းကျနေကြတဲ့တန်ဝင်းကဆိုင်နေချိန်မျိုးမှာတယောက်လှမ်းခေါ်စရာချက်ချင်းမြစ်တာနဲ့နုပညာသာရှိတော့တာလို့ပြန်ခဲ့ပါတော့ကောခင်ကိုတန်းထုံ